အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကုန်ကြစရိတ်နည်းနည်းနဲ့အရန်ဟိုမှာထမင်းစားလို့မိန်နဲ့မြင့်ဆက်ချက်နည်းလေးကိုကျွန်တော်မျှပေးသွားမှာဖြစ်ပါတယ်ဟင်းချက်ဖို့အတွက်ရေဦးဆုံးစက်သွန်အဖြူနေငယ်သီးစိမ့်လေးရောထောင်းထားပါမယ်ပဲပြားလေးကိုကြော်ပေးထားပါမြစ်ကလေးတွေကိုအနီတော်လေးလှီးပေးထားပါမယ်ငပိကိုလည်းကျွန်တော်တို့တွေအနည်းငယ်သုံးပေးရမှာဖြစ်ပါတယ်ခင်ဗျာစီပူနေတဲ့အိုးထဲမှာထောင်းထားတဲ့စက်သွန်အဖြူနေငယ်သီးစိမ့်လေးတွေကိုအနံလေးမွေးလာတဲ့စီမွေးတက်ပေးပါမယ်စနစ်မုံလေးနည်းငယ်ထည့်မယ်အယောင်တင်မုံလေးထည့်မယ်ငပိလေးထည့်ပြီးတော့ငပိကျင်ရက်တဲ့ဒီကြော်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအနံလေးမွေးလာပြီဆိုလို့ရှိရင်တော့နေတော်လှီးထားတဲ့မြစ်ကလေးထည့်ပြီးတော့တမတော်မှုပေးပါမယ်မြစ်ကတော့ကျွန်တော်ကတော့မြစ်ချင်မဟုတ်ဘူးเนาะမြစ်နုလေးတွေသုံးထားပါတယ်အရန်အောင်မှစားလို့ကောင်းပါတယ်ထွတ်ထွတ်နဲ့မြစ်ကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဟင်းလေးကအရန်အောင်မှတင့်တော်ပါတယ်ခင်ဗျာအဆက်ကြိုက်တဲ့သူတွေအတွက်လည်းအရန်အောင်မှထမင်းမိတ်စီပါတယ်ခုလိုမျိုးမြစ်ကလေးတွေတမတော်မှုပြီးဆိုလို့ရှိရင်တော့ကိုလိုတလောက်ရေလေးထည့်ပါမယ်ရေလေးဆူလာအောင်စောင့်မယ်ရေလေးနည်းငယ်ဆူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ငါးကြော်တာရှိတဲ့အတွက်ငါးမိပိုင်းလေးနည်းငယ်ထည့်လိုက်ပါတယ်ပဲပြားကြော်ထားတာတွေလည်းထည့်မယ်ရတာအတွက်စက်သားမုံတစ်မျိုးပဲသုံးလိုက်ပါတယ်ခင်ဗျာရှောက်ရည်လေးဒီနေရာမှာနည်းငယ်ထည့်တယ်ပေါ့နော်ရှောက်ရည်ထည့်တဲ့ဗီဒီယိုကျွန်တော်မပြလိုက်တော့ပါဘူးကဲရတာလေးလည်းထည့်ပြီးဆိုလို့ရှိရင်နောက်ဆုံးရည်လေးနည်းနည်းခမ်းပြီဆိုလို့ရှိရင်တော့မြန်မာနိုင်ငံနဲ့ရှမ်းနိုင်ငံလေးကိုလိုလိုအနေထားလေးလှီးထည့်ပြီးတော့မှုပေးလိုက်တာနဲ့အရန်အောင်မှစားလို့ကောင်းတယ်မြင့်ဆက်ချက်ကလေးရပါပြီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်